အဖိုးတို့တူသည်တုတ်တချောင်းကိုအဝေးသို့ပြစ်လိုက်တော့လဲသွားကောက်သည့်အခါထူးဆန်းသောခန်းစားချက်တစ်ခုကိုရုတ်တရက်ခန်းစားလိုက်ရသည်သူသည်ထိုတုတ်ဖြင့်ခြုံပုံများကိုဖယ်ရှားကြည့်ရာနှစ်ပေါင်း1000သက်တမ်းရှိသည့်အသီးတစ်မျိုးထိုနေရာတွင်ပေါက်နေသည်ကိုတွေ့ရှိခဲ့သည်ရှေးခေတ်အခါကဤအသီးကိုဆေးဘက်ဝင်ပင်ပေါင်း100ဘရင်အဖြစ်သတ်မှတ်ခဲ့ကြသည်ဟုဆိုကြသည်ထိုအသီးကိုမြင်လိုက်ရသောအခါအဖိုးအိုသည်အလွန်အမင်းစိတ်လှုပ်ရှားသွားသည်သူသည်တစ်ပင်ကြီးတစ်ပင်စီသို့ရှောက်သွားပြီးတစ်ပင်ပင်စီကိုအတန်ကျဲလောင်စွာရိုက်ခတ်လေသည်ထိုအတန်ကိုကြားသောအခါသူ၏အဖော်များကအမြန်စုယုံရောက်ရှိလာကြသည်ဤအရာသည်အလွန်တန်ဖိုးရှိသောအရာဖြစ်ကြောင်းလူတိုင်းချက်ချင်းသိရှိနားလည်သွားကြသည်မြင်းကိုမြင်လိုက်ရသောအခါသူတို့အားလုံးဝမ်းသာအားရကြွေးကြော်ခဲ့ကြသည်အတီးတက်တန်းကိုဆုံးဖြတ်ရန်အဖိုးအိုသည်ပထမဦးစွာတစ်သားတို့တစ်ချောင်းကိုမြေကြီးထဲတွင်စိုက်လိုက်သည်ထို့နောက်သူသည်အတီးကိုကြေးပြပိုက်ဆံများဖြင့်ပတ်ပြီးအနီရောင်ကြီးမြင်ဖြင့်ချီနှောင်လိုက်သည်ထို့နောက်သူကလူတိုင်းကိုလှည့်ကြည့်ကာဤအသီးသည်တက်တန်းနှင့်1000ကျော်ပြီဖြစ်ကြောင်းထိုအခါသူတို့သည်ဤအသီးကိုမြင်းများအထိဈေးကောင်းရနိုင်မည်နည်းဟုစတင်တွက်ချက်ကြတော့သည်ဤအချိန်တွင်အသီးသည်ကျမ်းမာရေးအသက်ရှည်ခြင်းနှင့်ကံကောင်းခြင်းတို့၏ပြရုပ်ဟုယုံကြည်ကြသည်ဤအသီးကိုမြင်ရသူတိုင်းသည်ကံစားတာတက်လာလိမ့်မည်ဟုဆိုကြသည်အဖိုးအိုသည်အသီး၏ရိုးတံကိုဖြတ်ပြီးတစ်ပင်ပေါ်တွင်ဂယုတစိုက်ချိတ်ဆွဲလိုက်ကာမြေပြင်ပေါ်တွင်လှဲလျောင်းလျက်အသီးပေါ်ရှိမြေကြီးများကိုစတင်ဖယ်ရှားလေသည်နောက်ဆုံးတွင်ဂါထာမန်နန်များဖြင့်ပြူစားထားသောအထူးကတ်ကြီးကိုအသုံးပြု၍အပိုးမြစ်များကိုညှက်ထုတ်လိုက်သည့်ဤနည်းဖြင့်အသီးတစ်ခုလုံးကိုထိခိုက်ပျက်စီးမှုမရှိဘဲဖယ်ရှားလိုက်နိုင်သဖြင့်နောင်တွင်ဈေးကောင်းကောင်းဖြင့်ရောင်းချနိုင်ရန်ဘေးကင်းလုံခြုံသွားခဲ့သည်အဖိုးအိုသည်အသီးကိုအဝိတ်ဖြင့်ဂယုတစိုက်ပတ်ကတေချာစွာထုတ်ပိုးလိုက်သည်ယခုအခါအရေးကြီးဆုံးအလုပ်မှာမြို့သို့အမြန်သွား၍မြမသောဈေးနှုန်းဖြင့်ရောင်းချရန်ဖြစ်သည်သို့သောအဖိုးအိုနှင့်အဖွဲ့သည်တိတ်မဝေးသေးသောနေရာသို့ရောက်သောအခါအနီးနားမှအော်ဟစ်တန်တစ်ခုကိုရုတ်တရက်ကြားလိုက်ရသည်တစုံတစ်ယောက်သည်မိုးဆိုးထောင်ထားသောကြော့ကွင်းထဲတွင်မိနေသည်မှာထင်ရှားလာသည်သူတို့ထိုနေရာသို့ရောက်သွားသောအခါတစ်ပင်ပေါ်တွင်စောက်ထိုးတွဲလောင်းကျနေသောလူတစ်ယောက်ကိုတွေ့လိုက်ရသည်အဖိုးအိုကမေးမြန်းတော်လဲအတော်ကြာသည့်အထိညီသည့်အဖြေမှပြန်မလာခဲ့ပေရွာလူကြီးကထိုသူသည်စကားမပြောနိုင်သူဖြစ်လိမ့်မည်ဟုယူဆလိုက်သည်သူကအခြားသူများကိုထိုလူအားအောက်သို့ချပေးရန်ပြောလိုက်သည်အောက်သို့ချပေးပြီးနောက်ထိုလူသည်ကျေးဇူးတင်သည့်အနေဖြင့်ခေါင်းကိုအထက်ထက်အခါခါညှုတ်ကာအလေးပြုလေသည်ရွာလူကြီးသည်ထိုသူကိုကြည့်ပြီးတနာကယူနာတက်မိလေတော့သည်